上课，下课，现在休息，看黑板，跟我读，谢谢，不谢，谢谢你，不客气，再见，再见，上课စာတင်ချိန်စပြီးစာတင်ကြရအောင်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်老师说同学们上课了ဆရာမကကျောင်းသူကျောင်းသားများစာတင်ချိန်ရောက်ပြီးစာတင်ကြရအောင်လို့ပြောတယ်下课အတန်းချိန်ပြီးပြီအတန်းဆင်းပြီဆိုတဲ့အဓိပ္ပာယ်ရှိရနော်အဲ့မှာ铃声响了老师说下课ခေါင်းလောင်းမီလာတော့ဆရာမကအတန်းချိန်ပြီးပြီလို့ပြောပါတယ်现在休息အခုနားကြရအောင်上了2节课老师说现在休息10分钟အတန်းချိန်2ချိန်တက်ပြီးနောက်ဆရာကအခု10မိနစ်နားကြရအောင်လို့ပြောတယ်看黑板焦点蒙古鸡吧同学们看黑板这里很重要ကျောင်းသူကျောင်းသားများ焦点蒙古鸡吧ဒီမှာအရင်အရေးကြီးပါတယ်跟我读ကျင်းသောနောက်ကလိုက်ဖတ်ပါ大家跟我读你好အားလုံးကျင်းသောနောက်ကလိုက်ဖတ်ပါ你好谢谢，不谢，谢谢ဆိုတာကျေးဇူးတင်တာနော်တတိထားရမှာကပထမတစ်လုံးကနံပါတ်4တဲ့နော်谢谢谢谢，အတိတ်ပဲကကျေးဇူးတင်ပါတယ်ပြီးကြတော့不အဲ့ဒါကအငင်းစကား不，不屑ဆိုတာကမလိုဘူးပေါ့ကျေးဇူးတင်စရာမလိုပါဘူးလို့ပြောတာ谢谢你，不客气，谢谢你ဆိုတာကျေးဇူးတင်ပါတယ်ဒါပေမဲ့အဲ့ဒီဟာရှေ့ထပ်ပို့ပြီးထိရောက်တယ်ဒါကြောင့်နောက်ပိုင်းကျရင်ကျွန်တော်တို့အမြဲတမ်းကျေးဇူးပြောမဲ့ချိန်ကျရင်谢谢你လို့ပြောပေးနော်ဒါမှမဟုတ်နာမည်ထည့်လိုက်ရတယ်谢谢你ကျွန်တော်နာမည်ရှိုင်းအောင်ဆို谢谢你ရှိုင်းအောင်ကျေးဇူးတင်တာပေါ့不客气，不客气ဆိုတာကအာမနာပါနဲ့လို့ပြောရနော်不客气，再见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 ဆိုတာဘိုင်ဘိုင်တာတာသွားပြီဆိုတဲ့အဓိပ္ပာယ်နော်အဲ့ဒါတော့ထူးထူးဆန်းဆန်းမရှိပါဘူးဒီနေ့ကတော့ဒီလောက်ပါပဲနော်